ကျွန်တော်ဒီခေါက်ကတော့ e-label software တွေ install လုပ်ပုံတွေရှင်းပြပေးပါမယ်ဒီ software လေးနဲ့ဒီ label လို့ open label လို့ပေါ့နော်အသုံးပြုရလွယ်ကူပါတယ် run as administrator နဲ့ right click နှိပ်ပြီးတော့ run as administrator နဲ့ run လိုက်မယ်ပေါ့နော်ခုကနိုင် next လုပ်သွားလိုက်မယ်ပေါ့နော်software လေးက install လုပ်ရတာလွယ်ပါတယ်ပြီးရင်ဒီ e-label software လေးက desktop ပေါ်မှာတွားကြတယ်ပေါ့နော်ဒီဟာလေးပေါ့ဒါလေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့သူကစချင်းပေါ်လာကြတော့တရုပ်လိုတွေပေါ့နော်တရုပ်လိုတွေဆိုရင်ကျွန်တော်ဒီမှာ setting သွားလေးပေါ့ setting သွားလေးပေါ့ဒီမှာကိုကျွန်တော် English လို့ပြောင်းလိုက်မယ်sorry setting သွားမှာ English လို့ပြောင်းပြီးတော့ဒီဘက်ကကိုနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုတော့ English လိုတွေပုံပြောင်းသွားပြီပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီတစ်ခေါက်ကတော့ဒီ e-label software မှာဒီ register လုပ်ပုံရှိ e-label software ဖွင့်လာတဲ့အချိန်မှာ register လုပ်မယ်ဆိုရင်ဒီမှာရှိတဲ့ login ပေါ့နော်လူပုံလေးကိုနှိပ်မယ်ပြီးတော့ဒီမှာ register လေးကိုနှိပ်မယ်လေးမှာပေါ့မိမိအသုံးပြုတဲ့ email လေးကိုထည့်လိုက်မယ်ပေါ့နော်register မလုပ်ထားဘူးဆိုရင် label ထုတ်တဲ့ခါကျရင်သူ့ logo လေး label မှာပေါ်လာနေတယ်ဒီမှာအဲ့ label logo လေးပေါ်ချင်တာပျောက်ချင်တာပေါ့နော် password တွေရကြလွယ်ကူတဲ့ password လေးပေးလိုက်မယ်ဒီ confirm password ထည့်နေခိုင်းတယ်ပေါ့နော်နောက်ထပ်ခေါက်ထည့်နေမယ်ဒီဖုန်းနံပါတ်ပေါ့ပြီးတော့နောက်တစ်ခေါက်လည်းနောက်တစ်ခုကလည်းဒီဖုန်းနံပါတ်ပြန်ထည့်လိုက်လေရတယ်ပြီးတော့ company နာမည်ပေါ့ဒါပေမဲ့ကြိုက်တာတွေထည့်လို့ရတယ် confirm ပေါ့နော် register နေလိုက်မယ် successful ဖြစ်သွားပြီပေါ့နော်အဲ့ဒါတော့သုံးလို့ရပါပြီဒီဗီဒီယိုလေးမှာ e-label software ပါပေါ့နော် label တွေအဆင့်ထုတ်တာတွေရှင်းပြပေးပါတယ်ကျွန်တော် template အသစ်ကိုခေါ်လိုက်မယ်ပြီးတော့ printer name ကိုရွေးထားလိုက်မယ်ပေါ့နော်ပြီးရင်ဒီဟာတော့မရွေး paper size လေးမှာကျွန်တော်တို့အသုံးပြုမဲ့ label size လေးပေါ့40 30ရွေးမယ်ပြီးတော့ new label ကိုနှိပ်မယ်အချိန်ကြာကျွန်တော်တို့ကဒီမှာ test ကိုရွေးပြီးတော့ sample test တစ်ပတ်တစ်ခေါက်လိုက်မယ်ပေါ့နော်အဲ့မှာကြိုက်တာလေးယူလို့ရတယ်တော်မုတ်လားပါညာလားပေါ့နော်โอเค remi ဖြစ်သွားပြီဒီ barcode ဆိုတဲ့ဒီမှာ barcode လေးရွေးလိုက်မယ်ပြီးတော့တင့်တော်တာတွေကိုချုပ်ပြီးတော့ထည့်လိုက်မယ်โอเค barcode လည်းကြိုက်တဲ့နံပါတ်ပြောင်းလို့ရတယ်ဒီမှာ12356မှာ3939ဖြစ်ဒီပြီးရင်ကျွန်တော် print လေးကိုဆန်းထုတ်ကြည့်မယ်ပေါ့နော် printer လေးမှန်ကိုဆိုရင် print ပေါ့နဲ့300 print count ကဘာမှမချိန်ဘူးပေါ့နော်ဒီတိုင်းဆန်းထုတ်ကြည့်နိုင်တယ်ဒီလေထုတ်တဲ့ခါမှာလေဟိုညာဘက်လေးကိုနည်းနည်းကတ်နေတယ်ဆိုရင်ဒီမှာ left မှာပေါ့နော် -3 ဆိုတော့ထားပြီးထုတ်လိုက်ရင်ရပါ